ကမ္ဘာအကောင်ဆုံးကစားသမားတွေထဲကတယောက်ဟာဖက်နက်စပွန်ဆာမရှိပါဘူး။ဒါဟာတကယ်တော့သူကိုယ်တိုင်တမင်တက်တက်ရွေချက်ရှိလှုပ်ဆောင်ထားတာဖြစ်ပါတယ်။ဘိုင်ယန်မြူနစ်အသင်းရဲ့အသက်24နှစ်အရွယ်ကစားသမားမိုက်ကယ်အိုလီဆေးဟာဆိုရင်လက်ရှိရွှေဘောလုံးဆုရဖို့ရေပန်းစားနေသူတွေထဲကတဦးဖြစ်ပါတယ်။သူဟာဘယ်အားကစားအမှတ်တစိမ့်နဲ့မှချိတ်ဆက်မထားပဲ2016ခုနှစ်ကထုတ်လုပ်ခဲ့တဲ့ Nike Hyper Vanity ဖက်နက်အမျိုးအစားကိုပဲစီးလေ့ရှိပါတယ်။ပွဲတိုင်းမှာလည်းသူစီးတဲ့ဖက်နက်အယောင်ကိုဝတ်ဆင်ထားတဲ့အသင်းဝတ်စုံအယောင်နဲ့လိုက်ဖက်အောင်ရွေးချယ်ဝတ်ဆင်ပါတယ်။သူ့ကိုကမ်းလှမ်းသူမရှိတာမဟုတ်ပါဘူး။ Nike Adidas နဲ့ New Balance တို့လိုကုမ္ပဏီကြီးတွေကကမ်းလှမ်းခဲ့ပေမဲ့သူကအားလုံးကိုညှင်းပယ်ခဲ့တာပါ။ဘာကြောင့်လဲဆိုတာကိုကစားသမားနဲ့နှီးစပ်သူတဦးကသူ့မှာစပွန်ဆာမရှိတာဟာသူကိုယ်တိုင်ကလုံးဝစိတ်မဝင်စားလို့ပါလို့အဖြေပေးခဲ့ပါတယ်။ဘယ်အမှတ်တစိမ့်နဲ့မှစာချုပ်ချုပ်မထားတဲ့အတွက်သူဟာကြိုက်နှစ်သက်ရာကုမ္ပဏီကထုတ်တဲ့ဖက်နက်တွေကိုလွတ်လပ်စွာစီးနိုင်ခွင့်ရှိပါတယ်။ဘိုင်ယန်ရဲ့လေ့ကျင့်ရေးကွင်းတွေမှာဆိုရင်သူဟာ Adidas F50, New Balance Tequila နဲ့နောက်ဆုံးထွက် Mercury ရဲ့ဖက်နက်တွေကိုပါအမျိုးမျိုးပြောင်းစည်းလေးရှိပါတယ်။အိုလီဆေးဟာသူ့ရဲ့ခြေထောက်မှာဘာစီရမယ်ဆိုတာကိုဘယ်အမှတ်တစိမ့်ကမှလာရောက်ညွှန်ကြားစေခိုင်းတာမျိုးကိုမလိုလားပါဘူး။ဘောလုံးသမားတိုင်းဒီလိုစပွန်ဆာစာချုပ်တွေကနေတန်းနဲ့ချီတဲ့ဝင်ငွေတွေရှာနေကြတဲ့ခေတ်ကြီးမှာအိုလီဆေးကတော့လွတ်လပ်မှုကိုပဲရွေးချယ်ခဲ့ပါတယ်။မက်ဆီက Adidas, Ronaldo က Nike ဘာပေက Nike ဖြစ်နေချိန်မှာအိုလီဆေးကတော့အိုလီဆေးပါပဲ။တစိမ့်တွေမရှိဘူး၊စာချုပ်တွေမရှိဘူး၊စီးမြင့်တွေမရှိဘူး။ဘယ်လောက်တောင်များပြားတဲ့ငွေပမာဏကသူ့ကိုစီးရုံးနိုင်မလဲလို့တင်ထင်ပါသလဲ။